တက္ကသိုလ်ဝင်ခွင့်စာမိုးပွဲနောက်ဆုံးနေ့မှာကျွန်တော်အတန်းတစ်ခုလုံးရှေ့မှာဘိုင်နင်းပင်းရဲ့မျက်နှာကိုပတ်စံတွေနဲ့ပြစ်ပေါက်လိုက်ပြီးဒီကစားပွဲကိုငါအယမ်းကြီးငွေ့နေပြီးအားလုံးအဆုံးသတ်လိုက်ရအောင်လို့ပြောခဲ့တဲ့ကသူကငြိမ်သက်စွာပဲမြေပြင်ပေါ်ကအကျွေစေးတွေကိုတစ်ခုချင်းစီလိုက်ကောက်နေခဲ့တဲ့ကအဲ့ဒီအချိန်မှာပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားခဲ့တဲ့ကကျွန်တော်လဲစကားတခွန်းပဲပြောပြီးထွက်လာခဲ့တဲ့ကနွေရာသီကျောင်းပိတ်ရက်တွေကုံဆုံးသွားပြီးနောက်ဘိုင်နင်းပင်းကပေကျင်းကိုပြန်သွားခဲ့တဲ့ကကျွန်တော်လဲသူ့စီကနေဝေးရာကိုပြေးထွက်ဖို့အတွက်နိုင်ငံခြားကိုထွက်သွားခဲ့တဲ့ကအဲ့ဒီမှာကျွန်တော်ရဲ့ကင်ဆာကုသမှုခဲ့တဲ့ကအဲ့ဒီမှာကျွန်တော်ရဲ့ကင်ဆာကုသမှုတွေစတင်ခဲ့ရတဲ့ကနှစ်ပေါင်းများစွာကြာပြီးနောက်ကျွန်တော်နေရက်ကိုပြန်ရောက်လာတဲ့အခါဆေးရုံကတင်ပေါ်မှာပဲရှိနေခဲ့တဲ့ကကုသမှုတွေကြောင့်ကျွန်တော်ရဲ့သပင်တွေအကုန်ကျွတ်သွားခဲ့တဲ့ကကျွန်တော်ဝစ်တစ်ခုကိုရွေးနေတော့မှပဲအခန်းတစ်ခါပွင့်လာပြီးဘိုင်နင်းပင်းရောက်လာခဲ့တဲ့ကသူကဆရာဝန်ဝတ်စုံနဲ့ကျွန်တော်ကိုကြည့်နေခဲ့တဲ့ကကျွန်တော်တို့နှစ်ယောက်ရဲ့အကြည့်တွေစုံသွားတဲ့အခါအချိန်တွေရက်တန့်သွားသလိုခံစားလိုက်ရတဲ့ကသူကကျွန်တော်ကိုလူနာတယောက်လိုပဲအေးအေးဆေးဆေးဆက်ဆံခဲ့တဲ့ကကျွန်တော်ရဲ့အခြေအနေတွေကိုသူကဖတ်ပြနေခဲ့တဲ့ကကျွန်တော်အယမ်းရင်ခုန်နေပြီးသူကျွန်တော်ကိုမှတ်မိမလားဆိုတာစိုးရိမ်နေခဲ့တဲ့ကဒါပေမဲ့သူကကျွန်တော်ကိုမသိတယ်လို့ပဲနေခဲ့တဲ့ကကျွန်တော်အယမ်းဝမ်းနေသွားပေမဲ့တစ်ဖက်ကလည်းသူကျွန်တော်ကိုမမှတ်မိတာကောင်းတယ်လို့တွေးမိခဲ့တဲ့ကကျွန်တော်တို့အတူတူကြောင်းတက်ခဲ့တဲ့အချိန်တွေကိုပြန်သတိရမိတဲ့ကကျွန်တော်ကစာမတော်ပေမဲ့သူကတော့အယမ်းတော်တဲ့ကျောင်းသူတစ်ယောက်ပါအားဆရာကကျွန်တော်ကိုစာကြိုးစားလာအောင်သူနဲ့အတူတူထိုင်ခိုင်းခဲ့တဲ့ကသူကကျွန်တော်ကိုအစာကြိုးစားလာအောင်သူနဲ့အတူတူထိုင်ခိုင်းခဲ့တဲ့ကသူကကျွန်တော်ကိုအစပိုင်းမှာဂယုမဆိုင်ခဲ့ပေမဲ့နောက်ပိုင်းမှာကျွန်တော်တို့တငယ်ချင်းတွေဖြစ်ခဲ့ကြတဲ့ကကျွန်တော်သူ့ကိုသဘောကျခဲ့ပြီးသူလိုချင်တာမှန်သမျှကိုဝယ်ပေးခဲ့တဲ့ကကျွန်တော်တို့ရဲ့ဆက်ဆံရေးကအဲ့ဒီတုန်းကအယမ်းလှပခဲ့ပါတယ်ကဒါပေမဲ့အခုတော့အရာအလုံးပြောင်းလဲသွားခဲ့ပါပြီကလွန်ခဲ့တဲ့တစ်ဆက်နှစ်ကကျွန်တော်နေမကောင်းဖြစ်စပြုခဲ့တဲ့အချိန်မှာသူကကျွန်တော်အနားမှာရှိနေခဲ့တဲ့ကဒါပေမဲ့ကျွန်တော်သူ့ကိုအမှန်တိုင်းမပြောဘဲထားခဲ့မိတဲ့ကအခုသူကနာမည်ကြီးဆရာဝန်တစ်ယောက်ဖြစ်နေပြီကကျွန်တော်ကတော့တေအန်ဆဲဆဲလူနာတစ်ယောက်ပေါ်တာကျွန်တော်သူ့ကိုထပ်ပြီးဒုက္ခမပေးချင်တော့ဘူးကဒါကြောင့်ကျွန်တော်သူ့ကိုမသိတယ်လို့ပဲနေဖို့ဆုံးဖြတ်လိုက်တဲ့ကဒါပေမဲ့ကံကြမ္မာကကျွန်တော်တို့ကိုထပ်ပြီးစုံခိုင်းနေတယ်လို့ပါပဲဒါဆေးရုံမှာသူနဲ့ခဏခဏတွေ့နေရတဲ့ကသူကကျွန်တော်ကိုကုသပေးနေတဲ့အဖွဲထဲမှာပါဝင်နေတဲ့ကကျွန်တော်သူ့ကိုမြင်တိုင်းရင်ထဲမှာနာကျင်ရတဲ့ကကျွန်တော်ရဲ့တငယ်ချင်းကလည်းကျွန်တော်ကိုအားပေးနေခဲ့တဲ့ကသူကဘိုင်နင်းပင်ကိုတွားရှာဖို့ပြောပေမဲ့ကျွန်တော်ညင်းခဲ့တဲ့ကကျွန်တော်သူ့ကိုထပ်ပြီးမနှောင့်ယှက်ချင်တော့ဘူးကအတိတ်ကအမားတွေအတွက်ကျွန်တော်နောင်တရချင်တော့ဘူးကအတိတ်ကအမားတွေအတွက်ကျွန်တော်နောင်တရနေမိတဲ့ကကျွန်တော်တို့နှစ်ယောက်ရဲ့ဇလန်းကဒီလိုပဲအဆုံးသတ်သွားရတော့မှာလားကျွန်တော်မသိပါဘူးကဒါပေမဲ့ကျွန်တော်သူ့ကိုအဝေးကနေပဲချစ်နေတော့မယ်လို့ဆုံးဖြတ်လိုက်တဲ့ကဆေးရုံကအချိန်တွေကအရန်ကိုပင်ပန်းဖို့ကောင်းပါတယ်ကကုသမှုတွေကလည်းနာကျင်လာပါတယ်ကဒါပေမဲ့ဘိုင်နင်းပင်းကိုတစ်ချက်လေးမြင်လိုက်ရရင်တောင်ကျွန်တော်အတွက်ခွန်အားတွေရလာတယ်လို့ပါပဲဒါသူကကျွန်တော်ကိုမမှတ်မိဘူးလို့ထင်ရပေမဲ့တခါတလေသူ့ရဲ့အကြည့်တွေကကျွန်တော်ကိုတခုခုပြောချင်နေတယ်လို့ပဲဒါကျွန်တော်စိတ်ထင်တာလည်းဖြစ်နိုင်ပါတယ်ကကျွန်တော်အိမ်မက်တွေမှတ်နေတော့မှာပဲ nurse တယောက်ရောက်လာပြီးဆေးသွင်းပို့ပြောတဲ့ကကျွန်တော်လဲတတိပြန်ဝင်လာခဲ့တဲ့ကကျွန်တော်ရဲ့ဘဝကအခုတော့ဒီဆေးရုံခန်းလေးထဲမှာပဲကုံဆုံးနေရတာပေါ့ဟာအပြင်လောကကြီးကိုကျွန်တော်အယမ်းလွမ်းတယ်ကဘိုင်နင်းပင်းနဲ့အတူတူလမ်းလျှောက်ခဲ့တဲ့နေ့ရက်တွေကိုလည်းလွမ်းတယ်ကဒါပေမဲ့အဲ့ဒီနေ့ရက်တွေကပြန်မလာတော့ဘူးဆိုတာကျွန်တော်သိပါတယ်ကကျွန်တော်အခုလုပ်နိုင်တာကတော့ဒီကုသမှုတွေကိုအကောင်းဆုံးခံယူပြီးအသက်ရှင်ဖို့ကြိုးစားရမှာပဲဖြစ်ပါတယ်ကဘိုင်နင်းပင်းအတွက်လည်းကျွန်တော်ဆူတောင်းပေးနေပါတယ်ကဘိုင်နင်းပင်းအတွက်လည်းကျွန်တော်ဆူတောင်းပေးနေပါတယ်ကသူပျော်ရွှင်ပါစေလို့ပေါ့အားကကျွန်တော်တို့ရဲ့ဇက်လန်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်သူ့ကိုချစ်ခဲ့တာကိုတော့ဘယ်တော့မှနောင်တရမှာမဟုတ်ပါဘူးကအခုတော့ကျွန်တော်ခဏလောက်အနားယူလိုက်ပါအောင်မယ်ကနောက်ထပ်ဘာတွေဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်ရမှာပေါ့အားလုံးပဲကျွန်တော်အတွက်ဆူတောင်းပေးကြပါဦးလားကျေးဇူးတင်ပါတယ်ကအားလုံးပဲကျွန်တော်အတွက်ဆူတောင်းပေးကြပါဦးလားကျေးဇူးတင်ပါတယ်ကနောက်တနေ့မနက်မှာတော့ကျွန်တော်နိုးလာတဲ့အခါမှာဘိုင်နင်းပင်းကကျွန်တော်ရဲ့ကုတင်ဘေးမှာရှိနေခဲ့တယ်။သူကကျွန်တော်ရဲ့အခြေအနေကိုစစ်ဆေးနေတာပါကျွန်တော်သူ့ကိုကြည့်ပြီးပြုံးပြလိုက်ပေမဲ့သူကတော့မျက်နှာဒီနဲ့ပဲရှိနေခဲ့တယ်။ဒီနေ့တော့အခြေအနေနည်းနည်းကောင်းလာပုံရတယ်လို့သူကပြောတယ်ကျွန်တော်လည်းဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာမလို့ပြန်ပြောလိုက်တယ်။အဲ့ဒီအချိန်မှာကျွန်တော်ရင်ထဲမှာတမျိုးကြီးခံစားလိုက်ရတယ်။သူကျွန်တော်ကိုမှတ်မိသွားပြီလား။ဒါမှမဟုတ်သူကလူနာတယောက်အနေနဲ့ပဲကြည်နေတာလား။ကျွန်တော်မသိနိုင်ခဲ့ဘူးနေ့လယ်ဘက်မှာတော့ကျွန်တော်ရဲ့သူငယ်ချင်းရောက်လာပြီးစားစရာတွေဝယ်လာပေးတယ်သူကကျွန်တော်ကိုအားပေးစကားတွေပြောနေပေမဲ့ကျွန်တော်စိတ်ကတော့ဘိုင်နင်းပင်းစီမှာပဲရောက်နေခဲ့တယ်မင်းသူ့ကိုအမှန်တိုင်းပြောပြတဲ့နဲ့လို့သူငယ်ချင်းကပြောတယ်ဒါပေမဲ့ကျွန်တော်ကတော့မပြောတာပဲကောင်းပါတယ်သူ
သူအခုဆိုရင်အောင်မြင်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နေပြီပဲလို့ပြန်ပြောလိုက်တယ်ညာဘက်ရောက်တော့ကျွန်တော်အိမ်မပျော်ပဲပြတင်းပေါက်ကနေအပြင်ကိုကြည့်နေခဲ့တယ်လက်ကအရမ်းသာနေတယ်ကျွန်တော်တို့အတူတူလက်သာမှာလမ်းလျှောက်ခဲ့တာတွေကိုသတိရမိတယ်အဲ့ဒီတုန်းကကျွန်တော်တို့နှစ်ယောက်လုံးအရမ်းပျော်ခဲ့ကြတာအခုတော့အရာအားလုံးကအိမ်မက်တစ်ခုလိုပဲဖြစ်သွားခဲ့ပြီးနောက်ရက်တွေမှာတော့ကျွန်တော်ရဲ့ကုသမှုတွေကပိုပြီးပြင်းထန်လာခဲ့တယ်ကျွန်တော်အရန်ပင်ပန်းပြီးအားနည်းလာခဲ့တယ်ဒါပေမဲ့ဘိုင်နင်းဘင်းကကျွန်တော်အနားမှာအမြဲရှိနေပြီးဂယုစိုက်ပေးခဲ့တယ်သူကကျွန်တော်ကိုအားပေးစကားတွေပြောတယ်ကျွန်တော်ကိုစိတ်ရှည်လက်ရှည်နဲ့ကုသပေးခဲ့တယ်ကျွန်တော်သူ့ကိုကြည့်ပြီးအရန်ကျေးဇူးတင်မိတယ်ဒီနေ့မှာတော့ဘိုင်နင်းဘင်းကကျွန်တော်ကိုတယောက်တည်းတွေ့တဲ့အချိန်မှာမင်းပါလို့ငိုက်ကိုလိန်ခဲ့တာလေလို့မေးလိုက်တယ်ကျွန်တော်အရန်အံ့သာသွားပြီးဘာပြန်ပြောရမှန်းမသိဖြစ်သွားခဲ့တယ်သူကျွန်တော်ကိုမှတ်မိနေခဲ့တာပဲကျွန်တော်မင်းကိုဒုက္ခမပေးချင်လို့ပါလို့ကျွန်တော်တိုးတိုးလေးပြောလိုက်တယ်သူကကျွန်တော်ကိုစိုက်ကြည့်ပြီးမင်းကအမြဲတမ်းအဲလိုပဲကိုဘာသာကိုဆုံးဖြတ်ချက်တွေချတတ်တယ်လို့ပြောပြီးထွက်သွားခဲ့တယ်အဲ့ဒီနေ့ကစပြီးကျွန်တော်တို့နှစ်ယောက်ကြားမှာရှိနေတဲ့တတိုင်းကြီးကပြိုကျသွားခဲ့တယ်လို့ပါပဲကျွန်တော်တို့အတိတ်ကအကြောင်းတွေကိုပွင့်ပွင့်လင်းလင်းပြောဖြစ်ခဲ့ကြတယ်သူကကျွန်တော်ကိုဘလောက်အထိစောင့်မျှော်နေခဲ့ရလဲဆိုတာကိုပြောပြတဲ့အခါကျွန်တော်အယမ်းကိုနောင်တရမိတယ်ငါမင်းကိုဘယ်တော့မှမမေ့ခဲ့ဘူးလို့သူကပြောတယ်ကျွန်တော်လည်းသူ့လက်ကိုဆွဲကင်လိုက်ပြီးကျွန်တော်လည်းအတူတူပါပဲလို့ပြောလိုက်တယ်ကျွန်တော်တို့နှစ်ယောက်လုံးငိုခဲ့ကြတယ်ဒါကဝမ်းနည်းလို့ငိုတာမဟုတ်ပဲပျော်လွန်းလို့ငိုတာပါကျွန်တော်အသက်ရှင်ဖို့ခွန်အားတွေပိုပြီးရလာခဲ့တယ်ဘိုင်နင်းပင်အတွက်ကျွန်တော်ဒီယောဂါကိုတိုက်ထုတ်ရမယ်လို့ဆုံးဖြတ်လိုက်တယ်ဆရာဝန်တွေကလည်းကျွန်တော်ရဲ့အခြေအနေတိုးတက်လာတာကိုကြည့်ပြီးအံ့သားနေကြတယ်ဒါကချစ်ချင်းမေတ္တာရဲ့စွမ်းအားပဲလို့ကျွန်တော်ထင်ပါတယ်အခုဆိုရင်ကျွန်တော်တို့နှစ်ယောက်အတူတူရှိနေကြပါပြီအနာဂတ်ကဘာတွေပဲဖြစ်လာပါစေကျွန်တော်တို့အတူတူရင်ဆိုင်သွားကြမှာပါကျွန်တော်ရဲ့ဘဝကအခုမှပြန်ဆက်တယ်လို့ခံစားရတယ်ဘိုင်နင်းဘင်းကကျွန်တော်ရဲ့အလင်းရောင်ပဲဖြစ်ပါတယ်ကျွန်တော်သူ့ကိုဘယ်တော့မှထပ်ပြီးအဆုံးရှုံးမခံတော့ဘူးအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဇလန်းကိုနားထောင်ပေးတဲ့အတွက်ရောအားပေးတဲ့အတွက်ရောပေါ့ကျွန်တော်ဆက်ပြီးစူးစမ်းသွားပါဦးမယ်အားလုံးပဲတာယာတဲ့နေလေးဖြစ်ပါစေကျွန်တော်တို့တွေအတူတူရှိနေတဲ့အချိန်တွေကအရန်ကိုတန်ဖိုးရှိပါတယ်ဘိုင်နင်းဘင်းကအလုပ်အားတဲ့အချိန်တိုင်းကျွန်ုပ်စီကိုလာတတ်တယ်ကျွန်တော်တို့အတူတူစကားတွေပြောတယ်ရေမောကြတယ်သူကကျွန်တော်ကိုစာအုပ်တွေဖတ်ပြတယ်တခြင်းတွေဆိုပြတယ်ကျွန်တော်အရင်ကထက်အများကြီးပိုပြီးနေလို့ကောင်းလာပါပြီဆရာဝန်တွေကလည်းကျွန်တော်ရဲ့ယောဂကတဖြည်းဖြည်းနဲ့တက်တာလာပြီလို့ပြောကြတယ်ဒါကတကယ်ကိုအန်သားစရာကောင်းတဲ့သတင်းပါပဲကျွန်တော်တို့အနာဂတ်အတွက်အစီအစဉ်တွေစပြီးဆွဲနေကြပါပြီဆေးရုံကဆင်းပြီးရင်ကြုံတော်တို့ဘယ်ကိုသွားကြမလဲဘာတွေလုပ်ကြမလဲဆိုတာတွေကိုပေါ့ဘိုင်နင်းဘင်းကကျွန်တော်ကိုပင်လယ်ပြကြီးစီခေါ်သွားမယ်လို့ကတိပေးထားတယ်ကျွန်တော်ပင်လယ်ကိုအရန်သွားချင်နေတာလေကောင်းလေတန့်တွေရှူရှိုက်ပြီးလွတ်လွတ်လပ်လပ်လမ်းလျှောက်ချင်တယ်အခုတော့အဲ့ဒီနေ့ရက်တွေကိုကျွန်တော်စိတ်ကူးရင်နေမိတယ်ကျွန်တော်ရဲ့မိဘတွေကလည်းကျွန်တော်စီကိုလာလေကြတယ်သူတို့ကကျွန်တော်ကိုကြည့်ပြီးအယံဝမ်းသာနေကြတယ်အရင်တုန်းကကျွန်တော်သူတို့ကိုစိတ်ပူအောင်လုပ်ခဲ့မိတဲ့အတွက်လည်းတောင်းပန်ခဲ့ပါတယ်သူတို့ကကြုံတော့ကိုဖတ်ထားပြီးဘာမှမဖြစ်ပါဘူးသားရဲ့အခုလိုပြန်ကောင်းလာတာပဲအမေတို့အတွက်ဝမ်းသာစရာပါလို့ပြောတယ်ကျွန်တော်ရင်ထဲမှာအယံကိုနှွေးထွေးသွားခဲ့တယ်မိသားစုရဲ့ချစ်ချင်းမေတ္တာကလည်းကျွန်တော်အတွက်ကြီးမားတဲ့ခွန်အားတစ်ခုပါပဲဘိုင်နင်းဘင်းကကျွန်တော်မိဘတွေနဲ့လည်းအဆင်ပြေအောင်နေထိုင်ပေးခဲ့တယ်အမေကဘိုင်နင်းဘင်းကိုအယံသဘောကျသွားတယ်ဒီလိုသမီးလေးမျိုးရတာငါတို့အတွက်ကံကောင်းတာပဲလို့အမေကပြောတယ်ကျွန်တော်လည်းပြုံးပြီးခေါင်းငိတ်လိုက်တယ်ဟုတ်ပါတယ်ကျွန်တော်အယံကိုကံကောင်းတဲ့သူတယောက်ပါအခုဆိုရင်ကျွန်တော်တို့ရဲ့ဘဝကပိုပြီးပြည့်စုံလာခဲ့ပြီးကျွန်တော်ယောဂါကိုအမြင့်ပြတ်အောင်ကုသဖို့ဆုံးဖြတ်ထားပါတယ်ဘိုင်နင်းဘင်းနဲ့အတူတူအသက်ကြီးတဲ့အထိလက်တွဲသွားခြင်းလို့ပါကျွန်တော်တို့ကြားမှာရှိခဲ့တဲ့အထင်မြင်လွဲမှားမှုတွေနာကျင်မှုတွေအားလုံးကအခုတော့ပျောက်ကွယ်သွားပါပြီကြန့်ရှိနေတာကတော့တယောက်ကိုတယောက်နားလည်မှုနဲ့ချစ်ချင်းမေတ္တာတွေပါပဲကျွန်တော်တို့ရဲ့ဇလန်းလေးကလူတော်များများအတွက်အားပေးမှုတစ်ခုဖြစ်စေခြင်းပါတယ်ဘလောက်ပဲခက်ခဲတဲ့အခြေအနေမျိုးမှာဖြစ်မျော်လင့်ချက်ကိုမစွန့်လွတ်ပါနဲ့ချစ်ချင်းမေတ္တာကအရာရာကိုအောင်နိုင်နေဆိုတာကျွန်တော်ကိုယ်တိုင်သက်သေပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဇလန်းကိုအဆုံးထိနားထောင်ပေးတဲ့အတွက်ရောပေါ့ကျွန်တော်တို့အားလုံးပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေသူကအဝတ်အစားတွေလဲပြီးခြေပလာနဲ့လမ်းလျှောက်နေတဲ့မအေးဘူးလားလို့သူကမေးတယ်ကျွန်တော်မျက်နှာတွေหนีသွားပြီးရေတောက်သွားတာပါအခုပြန်လာပြီးလို့ပြောလိုက်တယ်ငါအတွက်လည်းတစ်ခွက်လောက်ထည့်ပေးဦးလို့သူကပြောတယ်ကျွန်တော်လည်းကောင်းပြီလို့ပြောပြီးရေသွားထည့်ပေးလိုက်တယ်သူ့ရဲ့မျက်နှာကအယမ်းကိုအေးဆက်နေတယ်မိဘတွေနဲ့စကားများလာလို့ဖြစ်မှာပါသူတို့တကယ်ပဲအဲလိုပြောတာလားမင်းရဲ့ဆန္ဒကတော့ဘာလဲလို့ကျွန်တော်မေးလိုက်တယ်သူကကျွန်တော်ကိုစိုက်ကြည့်ပြီးရေကိုအကုန်တောက်ခိုင်းတယ်မင်းကိုအပြစ်မတင်ပါနဲ့ဒါငါရဲ့ဆန္ဒပါလို့သူကပြောတယ်တကယ်လို့အဲ့ဒီလူသားမရှိခဲ့ရင်ဒီနေ့ငါလည်းရှိနေမှာမဟုတ်ဘူးတဲ့ကျွန်တော်သူ့အနားကိုပို့ပြီးတိုးသွားလိုက်မိတယ်
ကျွန်တော်စေပညာကိုလေးလာခဲ့တယ်ပင်ပန်းဆင်းရဲမှုတွေရှိတယ်ဆိုတာကျွန်တော်သိပါတယ်ဒါပေမဲ့ကျွန်တော်မင်းကိုဘယ်တော့မှလိန်ညာမှာမဟုတ်ဘူးလို့ပြောပြီးသူ့ကြောကိုဖြည်းဖြည်းချင်းပုတ်ပေးလိုက်တယ်တခါတလေကြရင်ငါတို့တွေပြန်ဆောင်ကြတာကကန်တရားပဲလို့ထင်မိတယ်လို့သူကပြောတယ်တကယ်လို့ငါတို့တွေထပ်ပြီးမဆုံဖြစ်ခဲ့ရင်တောင်ငါဒီလိုပဲတွေးနေမိမှာပါလို့ကျွန်တော်ပြောလိုက်တယ်ဘိုင်နင်းပင်းရဲ့မျက်လုံးတွေကအယမ်းကိုတောက်ပလာခဲ့တယ်ဟုတ်တယ်ဘယ်နှစ်ပဲကြာပါစေငါတို့နှစ်ယောက်အမြဲတမ်းအတူတူရှိနေမှာပါလို့သူကခိုင်ခိုင်မာမာပြောခဲ့တယ်အဲ့ဒီနေ့ကစပြီးကျွန်တော်ဘိုင်နင်းပင်းနဲ့လက်ထပ်ဖို့ကိုအလေးနဲ့စပြီးစဉ်းစားခဲ့တယ်သူကကျွန်တော်ကိုပွင့်ပွင့်လင်းလင်းပဲပြောပြတယ်ဒီယောဂါကအသက်ရှင်နှုန်းအယမ်းနေတယ်ဆိုတာပေါ့ကျွန်တော်တို့တွေ6လအကြာမှာလက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြတယ်ကျွန်တော်အချိန်တွေကိုအကျိုးရှိရှိအသုံးချခြင်းနဲ့လက်ထပ်တဲ့အချိန်မှာစံပင်တွေပြန်ပေါက်လာအောင်ပေါ့6လဆိုတဲ့အချိန်ကအရန်ကိုမြ мян ဆန်ဆန်ပဲကုံဆုံးသွားခဲ့တယ်အခုဆိုရင်ကျွန်တော်အရင်ကထပ်ပိုပြီးနေလို့ကောင်းလာပါပြီကိုလေးချိန်လဲပြန်တက်လာပြီးစံပင်တွေလည်းပြန်ပေါက်လာခဲ့ပြီးအားလုံးကလည်းကျွန်တော်အခြေအနေကောင်းလာတာကိုဝမ်းသာနေကြတယ်ကျွန်တော်အမေစီကိုဖုံးဆက်လိုက်တဲ့ရှောင်းဦးဆရာဝန်ကဘာပြောလဲလို့အမေကမေးတယ်အခြေအနေကတည်ငြိမ်နေပါပြီဘာမှစိုးရိမ်စရာမရှိတော့ဘူးလို့ကျွန်တော်ပြန်ပြောလိုက်တယ်အမေနဲ့အဖေကကျွန်တော်စီကိုလာဖို့စီစဉ်နေကြတယ်တဲ့ကျွန်တော်နေမကောင်းဖြစ်နေတဲ့အချိန်တုန်းကအမေမှာနောက်ထပ်သားလေးတစ်ယောက်ရခဲ့တယ်အဲ့ဒီအချိန်ကစပြီးအမေရဲ့အာယုံတွေကအဲ့ဒီကလေးစီမှာပဲရှိနေခဲ့တာပေါ့ကျွန်တော်အတွက်တော့ဘာမှမကြံတော့သလိုပါပဲဒါပေမဲ့ကျွန်တော်သူတို့ကိုအပြစ်မတင်ပါဘူးကျွန်တော်ဖုံးမချခင်ပြောလိုက်တယ်အမေကျွန်တော်မကြခင်လက်ထပ်တော့မယ်လို့မင်းတကယ်ပဲလက်ထပ်တော့မှာလားလို့အမေကအန်တာတကြီးနဲ့မေးတယ်ဟုတ်ကဲ့သူကကျွန်တော်ရဲ့ယောဂအကြောင်းကိုလည်းအကုန်သိပါတယ်လို့ကျွန်တော်ပြောပြလိုက်တယ်သူကပေကျင်းကသွေးယောဂအထူးကုဆရာဝန်တယောက်ပါလို့ပြောတော့အမေကအယမ်းဝမ်းသာသွားခဲ့တယ်အမေတို့အတွက်ဘာမှစိုးရိမ်စရာမရှိတော့ဘူးမင်းကိုစောင့်ရှောက်မဲ့သူရှိသွားပြီဆိုတော့အမေတို့လည်းစိတ်အေးရတာပေါ့ဘယ်တော့လက်ထပ်မှာလဲဘယ်မှာလဲလို့အမေကမင်းနေတော့မှာပဲနေဦးမင်းကြီးလေးအတွက်သမင်းပြင်ပေးရအောင်မယ်နောက်မှထပ်ပြောကြတာပေါ့လို့ပြောပြီးဖုံးချသွားခဲ့တယ်ဖုံးတန်ကတီးနဲ့မြည်နေတော့မှကျွန်တော်ရင်ထဲမှာတမျိုးကြီးခံစားလိုက်ရတယ်ဘိုင်နင်းပင်းကကျွန်တော်လက်ကိုဆွဲကင်လိုက်ပြီးသူတို့ဘာပြောလဲလို့မေးတယ်ကျွန်တော်ခဏလောက်တိတ်နေမိတယ်သူတို့တွေကကျွန်တော်ကိုကလေးတယောက်လိုပဲထားခဲ့ကြတာပါလို့ကျွန်တော်ပြောလိုက်မိတယ်ကျွန်တော်နေမကောင်းဖြစ်တဲ့အချိန်တိုင်းမှာကျွန်တော်တယောက်တည်းပဲဆရာဝန်စီကိုတွားခဲ့ရတာပါအခုဆိုရင်အိမ်မှာခွေးလေးတစ်ကောင်တောင်ရှိနေပြီတဲ့ကျွန်တော်ကိုဘယ်သူမှမပြောခဲ့ကြဘူးမိသားစုရဲ့တားကြီးတယောက်ဖြစ်ပြီးဒီလိုခံစားရတာကပိုင်နင်းပင်းကအရာအားလုံးကိုနားလည်ပေးခဲ့ပါတယ်လက်ထက်တာကလူနှစ်ယောက်ရဲ့ကိစ္စပဲလေငါတို့ကိုဘာသာကိုဆုံးဖြတ်ကြတာပေါ့လို့သူကပြောတယ်ကျွန်တော်တို့ပေချင်းမှာပဲလက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြတယ်ခန်းခန်းနာနာကြီးတော့မလုပ်ပါဘူးကျွန်တော်တို့ရဲ့သူငယ်ချင်းတွေအတန်းဖော်တွေကိုပဲဖိတ်ပြီးအားလုံးပျော်ပျော်ပါးပါးစားတောက်ကြတာပေါ့အတန်းခေါင်းဆောင်ကတော့အရန်ကိုဝမ်းသာပြီးငိုတောင်ငိုနေခဲ့သေးတယ်အဲ့ဒီနေ့ကအခြေအနေလေးကအရန်ကိုပျော်စရာကောင်းခဲ့ပါတယ်ကျွန်တော်နဲ့ဘိုင်နင်းပင်းတို့အတွက်တော့ဒါကအကောင်းဆုံးသောလက်ထပ်ပွဲလေးပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်အဆုံးအထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒီဇလန်းလေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဇလန်းတွေမှာပြန်ဆောင်ကြမယ်နော်အားလုံးပဲတာယာတဲ့နေ့လေးဖြစ်ပါစေ